video file လေးကကျွန်တော်တို့ဖုန်းကြီးသုံးနေတန်လန့်တယ်ဆက်လေးလာတဲ့ဟာမျိုးတွေကျွန်တော် application သုံးရတာနည်းနည်းလင်းလင်းပင်ပင်ဖြစ်လာတဲ့ဟာမျိုးတွေကျွန်တော် Chrome ကိုကျွန်တော်သုံးရတာနည်းနည်းအဆင်မပြေပြီးတော့လင်းလင်းပင်ပင်ဖြစ်တဲ့ဟာကိုကျွန်တော်တို့ protection ရဲ့လုပ်မလေးဆိုတဲ့အရာလေးကိုဒီမှာပြောပြတော့မှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ကိုမိမိရဲ့ဖုန်းမှာရှိတဲ့ Chrome browser တကိုအရင်ဝင်လိုက်ပါ Okay ပြီးသွားရင်တောင်းအပေါ်နားလေးမှာရှိတဲ့ asset 3 set ကိုတစ်ချက်နှိပ်ပြီးတော့အဲ့ထဲကနေကျွန်တော်တို့ setting ကိုအရင်ဝင်လိုက်ပါ Okay setting ကြာလာပြီဆိုရင်ကျွန်တော်အောက်ဆွဲချပြီးတော့ site setting ဆိုတဲ့ဟာလေးကိုတစ်ချက်ဝင်လိုက်ပါ Okay site setting မှာကျွန်တော်အထဲမှာရှိတဲ့ကျွန်တော် data တွေဟုတ်ပါ data တွေကိုကျွန်တော်ဖြတ်ပြရမှာဖြစ်တယ် data ကို delete ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါ Okay ကျွန်တော် data တွေကိုဖြတ်လိုက်ခြင်းအဖြစ်ကိုယ့်ရဲ့ဖုန်းကငကိုချက်ပို့ပြီးတော့သုံးလို့အဆင်ပြေတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင်ဒီ video file လေးကို like and share follow လေးလုပ်ထားပေးဖို့မမေ့ပါနဲ့